ကဲကျွန်တော်ရဲ့မိတ်ဆွေများကျွန်တော်တောက်လျှောက်လိုက်ခဲ့နှစ်ထိပ်စီအောင်သွားပါပြီနှစ်ထိပ်စီအောင်သွားပါပြီကျွန်တော် public မှာလည်းမျှဝေခဲ့ဘူးတယ် member မှာလည်းနှစ်ထိပ်စီနဲ့တောက်လျှောက်ကျွန်တော်လိုက်ခဲ့တာအထူးသဖြင့်ဒီ10ချိန်မှာနှစ်ထိပ်စီနဲ့ကျွန်တော်ကဏ္ဍတွေအများကြီးမဲနေအောင်ကျွန်တော်ထည့်ပေးခဲ့တာနော်ဒီနှစ်ပါနဲ့3ညပရိရင်ဆိုင်မှာနှစ်ထိပ်စီအပိုင်းဆိုပြီးကျွန်တော်ထုတ်ခဲ့တာကျွန်တော်ရဲ့ပြတ်သွားတဲ့အရင် channel အဟောင်းမှာရောအခု channel အသစ်မှာရောကျွန်တော်နှစ်ထိပ်စီကြာလာရင်ဘယ်လိုစနစ်ဆိုတာကျွန်တော်မျှဝေခဲ့ဘူးပါတယ်အဲ့စနစ်တွေတည်းကပဲအောင်သွားတာပဲနော်အဲ့တော့ကျွန်တော်တို့ကနှစ်ထိပ်စီကတော့အောင်သွားခဲ့ပြီပေါ့နော်ကျွန်တော်တို့ခေါင်းမှာတော့ကျွန်တော်တို့မရလိုက်ဘူးပေါ့ဒါပေမဲ့နောက်ဆက်တွဲရှိပါတယ်ကျွန်တော်နှစ်ထိပ်စီရဲ့အောက်မှာကျွန်တော်တို့ဘာကဏ္ဍကိုဆက်လိုက်ရမယ်ဆိုတော့ကျွန်တော်မျှဝေပေးမယ်နော်အခုမျှဝေမဲ့စနစ်ကကျွန်တော်ခဏခဏပြဦးပါတယ်ကျွန်တော်9ချိန်တုန်းကကျွန်တော် member all 3ကိုခုံထုတ်ခဲ့တဲ့စနစ်ပါဒီတုန်းကလည်းခေါင်းမှာတော့ပဲနော်အကွက်အများကြီးမထုတ်ချင်တာကျွန်တော်တို့ကဒီမှာကျွန်တော်တို့ဒီမှာ4ပါနဲ့6နောက်ပိတ်ဒီ6ကနောက်နှစ်မှာ6လို့စပေါ်အလဲနဲ့ပေါ်တယ်ပထမစပေါ်4ရင်တွဲပေါ်တယ်6လဲနဲ့6နောက်ပိတ်ဆင်းနဲ့ရှေးပေါင်း4ဖြစ်တယ်ထိထောင်9ဖြစ်တယ်အဲ့ဒီ6နောက်ပိတ်ကရင်ဆိုင်မှာပေါင်းရင်း30ဖြစ်အောင်4ထိပ်ထဲတယ်4ထိပ်ထဲခြင်းအပြင်ထိထောင်3လုံးက1ဖြစ်သွားတယ်အဲ့1ကဒီ6ရဲ့ပါဝါ1အဲ့ဒီ6 4ဆိုတဲ့အတွဲလေးကတခုသော6ထိပ်စီအဲ့6ထိပ်စီရဲ့အောက်မှာလဲ1နောက်ပိတ်1ထိပ်စီကရှိနေရမယ်အဲ့ဒီ6ထိပ်စီကြောင့်6ထိပ်စီကနေ6ကြိမ်ထောက်ရင်4ထိပ်စီနဲ့လဲထောင်6လို့ဖြစ်ထားတယ်အဲ့ဒီ4ထိပ်စီရဲ့နောက်တစ်ခါ4လို့ပြန်ပေါ်ရင်4လို့ပြန်ပေါ်ရင်เนาะကျွန်တော်ပြခဲ့ဘူးတဲ့စနစ်လေးပြမယ်เนาะအဲ့ဒီ4ထိပ်စီက4ထိပ်စီပြန်ပေါ်တဲ့အချိန်မှာအခွေ3ညဖြစ်တယ်ဒီကဏ္ဍရဲ့1ချင်းဖြစ်တယ်4 9ပါဝါတော့လေးပါတယ်ပြီးတော့ဒီ4 9လေးကသူ့ရှေ့ရပါเนาะသူရှိကနေ1 2 3 4သူ့ရှေ့4နှစ်ကကဏ္ဍဒါကျွန်တော်မြင်တဲ့စနစ်လေးကျွန်တော်ပြပြီးခဲ့ရနော်ဒီ4ထိပ်စီက4ထိပ်စီပေါ်ရနဲ့အခွေ3ညလည်းဖြစ်နေတယ်ဒီကဏ္ဍရဲ့ပြင်ဆိုင်ကဏ္ဍရဲ့1ချင်းလည်းဖြစ်နေတယ်4 9တွဲလေးလည်းပါနေတယ်သူ့ရှေ့4နှစ်ကကဏ္ဍလည်းဖြစ်နေတယ်เนาะဒါကျွန်တော်အဲ့လိုပြပြီးခဲ့ရနော်တခါဒုတိယကကျွန်တော်ဒီမှာ4ပါနဲ့ခွန်နောက်ပိတ်ဒီခွန်နောက်နဲ့မှာခွန်လဲခွန်နောက်ပိတ်ဆင်းရှေ့ပေါင်း4ထိပ်တောင်9ဒီခွန်နောက်ပိတ်ကရင်ဆိုင်မှာပေါင်း30ဖြစ်အောင်3ထိပ်ထက်3ထိပ်ထက်ချင်းအပြင်ထိပ်အောင်3လုံးက2ဖြစ်သွားတယ်ဒီခွန်ရဲ့ပါဝါ2ပေါ့နော်အဲ့ဒီခွန်3ဆိုတဲ့ကဏ္ဍဆိုင်လေးနှလုံးကတခုသောခွန်ထိပ်စီအောက်မှာခွန်ပါဝါ2ကလည်းရှိနေရမယ်အဲ့ဒီခွန်ထိပ်စီကြောင့်မို့ခွန်ထိပ်စီကနေ9ကြိမ်ထောက်ရင်3ထိပ်စီအလဲထောင်ခွန်တယ်အဲ့ဒီ3ထိပ်စီကနောက်တစ်ခါ3ထိပ်စီလို့သူ့အောက်မှာပြန်ကြဒီမှာကြတာကြလိုက်တာနဲ့ဒီလိုအခွေ3ညဖြစ်တယ်ဒီကဏ္ဍရဲ့1ချင်းလည်းဖြစ်နေတယ်3ရှစ်ပါဝါတွေလည်းပါတယ်သူ့ရှေ့4နှစ်ကကဏ္ဍလည်းဖြစ်နေတယ်ပေါ့နော်ဒီမှာတခါတတိယကကျွန်တော်ဒီမှာ4ပါနဲ့8နောက်ပြီဒီရှစ်ကနောက်နေ့မှာရှစ်လို့စပေါ်လဲနဲ့ပေါ်တယ်ပထမစပေါ်4ရင်တွဲပေါ်တယ်ရှစ်လဲ8နောက်ပြီရှေ့ပေါင်း4ထိထောင်9ဒီရှစ်ကရင်ဆိုင်မှာလဲပေါင်း30ဖြစ်အောင်နှစ်ထိပ်ဝင်တယ်နှစ်ထိပ်ဝင်ရင်အပြင်ထိပ်အောင်3လုံးက3ဖြစ်တယ်နော်ဒီရှစ်ကပါ3ဖြစ်သွားတယ်အဲ့ဒီရှစ်နှစ်ဆိုတဲ့အတွဲလေးကတခုသောရှစ်ထိပ်စီအောက်မှာရှစ်ပါဝါ3ကလည်းရှိနေရမယ်အဲ့ဒီရှစ်ထိပ်စီကနေရှစ်ကြိမ်ထောက်ရင်နှစ်ထိပ်စီလဲထောင်8ဖြစ်တယ်အဲ့ဒီနှစ်ကနောက်တစ်ခါနှစ်လို့ပြန်ပေါ်ရင်ဒီမှာပေါ်သွားပြီနော်ပေါ်သွားခဲ့ပြီကျွန်တော်ပြခဲ့တဲ့စနစ်တွေနဲ့ပါတာပဲနော်ဒီမှာအခွေ3ညဖြစ်တယ်ဒီကဏ္ဍရဲ့1ကြီးဖြစ်တယ်နော်သူ့ရှေ့4နှစ်ကကဏ္ဍတော့မဟုတ်ဘူးနော်2022ကနှစ်ပါတဲ့ကဏ္ဍတော့မဟုတ်ဘူးကျွန်တော်ကအဲ့ဒါကိုသွားမဲတယ်နော်ကျွန်တော်နှစ်33တို့ဟိုထည့်ပေးတယ်နော်ဒီဘက် member ကမှာကျွန်တော်နှစ်ထိပ်စီရဲ့နှစ်ကွက်ပဲပါသွားတယ်နော်အဲ့မှာသူကနှစ်ထိပ်စီလို့ပေါ်လိုက်တာနဲ့အခွေ3ညဖြစ်တယ်ဒီကဏ္ဍရဲ့1ကြီးလည်းဖြစ်သွားတယ်နှစ်ခွန်ပါဝါတွေတော့မဟုတ်တော့ဘူးနော်မဟုတ်လိုက်ဘူးဒါတော့ပြတ်သွားတယ်ပေါ့နော်ဒီအခွေ3ညဖြစ်တယ်ဒီကဏ္ဍရဲ့1ကြီးဖြစ်တယ်ဆိုတော့စနစ်အောင်သွားတယ်အဲ့တော့အောင်သွားတော့ဒီအောက်မှာဘာထိုးရမလဲပေါ့နော်ဒီအောက်မှာဘာသူ့ရဲ့စနစ်ကြီးကဘာဆက်လိုက်ရမယ်ဆိုတာကိုကျွန်တော်မျှဝေပေးမယ်အဲ့လိုမမျှဝေခင်မှာကျွန်တော်ဒီ6ချိန်တုန်းကကျွန်တော်တို့ member all ဒီ3ကိုခွန်ထုတ်ခဲ့တဲ့စနစ်လေးကိုပြန်ပြမှာမိတ်ဆွေဒီမှာလိပ်ပတ်လဲမှာနော်ဒီမှာကျွန်တော်ပထမကဒီ6နောက်ပိတ်ကဒီမှာ6လဲ6နောက်ပိတ်ရှေ့ပေါင်းလေးထိထောင်9ဖြစ်တဲ့ဒီ6ထိပ်စီးကနောက်တစ်ခါ6ထိပ်စီးလို့ပြန်ပေါ်တဲ့ချိန်မှာဇောင်းလေးနောက်ပေါင်းလေးဆိုတဲ့စနစ်ပါတယ်နော်အဲ့လိုမဖြစ်ခင်မှာသူကအပေါ်မှာ8နောက်ပိတ်နဲ့8ပရိတ်ပုံသေးဆိုတာလေးခံပြီးမှဇောင်းလေးနောက်ပေါင်းလေးလို့ဖြစ်တာသူက6ခွန်8ကို8ခွန်6လို့ပြန်လဲသလို6 4ခွန်3 8နှစ်ကို8နှစ်ခွန်3
6လေး30ဖြစ်စဉ်နဲ့ပြန်လာမှာနော်အဲ့မှာခုနပြောသလိုဇောင်းလေးနဲ့ပေါင်းလေးအပေါ်မှာရှင်းနောက်ပိတ်နဲ့ရှစ်ပရိတ်ပုံသေးဆိုတာရှိတယ်အဲ့ဒီရှင်းနောက်ပိတ်ကရင်ဆိုင်မှာထိပ်စီးနှလုံးကရှစ်ဖြစ်တယ်အဲ့လိုရှစ်ဖြစ်တိုင်းနဲ့ထိပ်ဆောင်သုံးလုံးက6ပုံသေးဖြစ်သွားတယ်ထိပ်စီးနှလုံးရှစ်နောက်ပိတ်နှလုံးက2 8နှစ်နော်ကျွန်တော်ပြောတယ်8နှစ်အဲ့လို8နှစ်လို့ဖြစ်တဲ့ချိန်မှာရင်ဆိုင် brain တစ်ခုပေါင်းကြီးက3ညဖြစ်သွားတယ်ဗျာနော်3ညဖြစ်စဉ်အကြောင်းကို brain တစ်ခုပေါင်း3ညဒါလို့ပြီးသွားတာသူကဒုတိယကတ်မှာလည်းဒီမှာခုနောက်ပိတ်နောက်နေ့မှာခွန်လဲနေခုနောက်ပိတ်ရှေးပေါင်းလေးထိထောင်9ဖြစ်တဲ့နှစ်ထိပ်စီကနောက်တစ်ခါနှစ်ထိပ်စီလို့ပြန်ပေါ်တယ်ဒီမှာပေါ်တယ်ပေါ်နဲ့ဇောင်းလေးနောက်ပေါင်းလေးပဲအဲ့ဒီဇောင်းလေးနောက်ပေါင်းလေးဖြစ်စဉ်ရဲ့အပေါ်မှာရှေ့ပြီးတော့ခွန်နော်ခုနရှေ့နောက်ပိတ်နဲ့ရှေ့ပိတ်ခုခွန်နောက်ပိတ်နဲ့ရှေ့ပိတ်6ခွန်8ကို8ခွန်6နဲ့ပြန်လဲမယ်နော်အဲ့ဒီခွန်နောက်ပိတ်ကရင်ဆိုင်မှာခွန်ကြောင့်မို့ထိပ်စီးနှလုံးကခွန်နဲ့ခွန်ဖြစ်တာနဲ့ထိပ်အောင်သုံးလုံးက6ပုံသေးဖြစ်သွားတယ်ဒီခွန်ကြောင့်30ဖြစ်အောင်3ဖြစ်တယ်နောက်ပိတ်နှလုံးကနော်ခွန်3အဲ့ဒီမှာလဲရင်ဆိုင် brain တစ်ခုပေါင်းကြီးက3ညပဲဗျာနော်9 3ညပဲဒီလိုပြီးသွားတာသူကတက်တက်ကဒီမှာ8နောက်ပိတ်နောက်နေ့မှာ8လဲ8နောက်ပိတ်ရှေးပေါင်း4ထိထောင်9ပြည့်တဲ့ဒီ9ထိစီကနောက်တစ်ခါ9ထိစီလို့ပြန်ပေါ်ဒီမှာပေါ်တာနဲ့သူကဇောင်း4နဲ့ပေါင်း4ဖြစ်တာပဲသူ့ရဲ့အပေါ်မှာ8ခွန်ပြီးတော့6နောက်ပိတ်နဲ့8ပရိတ်ပုံတည်လာတာနော်အဲ့ဒီ6နောက်ပိတ်ကြောင့်ဒီမှာ6လို့ဝင်တာဝင်ခြင်းရပဲထိအောင်သုံးလုံးကလည်း6ပုံတည်ဖြစ်သွားတယ်ဒီ6ကြောင့်30ဖြစ်အောင်လို့နောက်ပိတ်နှလုံးက4တာနော်6 4နော်8နှစ်ခွန်3 6 4ဆိုသွားတာအဲ့မှာလည်းရင်ဆိုင် brain တစ်ခုကိုကြည့်လိုက်ဒီမှာ2 8 3ညပဲနော်ကျွန်တော်လွဲသွားတာအဲ့တော့3 9ခွန်ကျွန်တော်အော်ဒီဖြစ်သွားတာနော်ဒါလေးကိုမမြင်လိုက်ဘူးနော်ဒါလေးကိုမြင်လိုက်ဘူးဒါလေးကဒီရင်ဆိုင် brain တစ်ခုပေါင်းခြင်းက3ညဖြစ်နေတဲ့အားလေးကအခုလာမဲ့14ချိန်အတွက်ဒါအသက်ပေါ့နော်အဲ့မှာကျွန်တော်14ချိန်ပြန်သွားမယ်ကျွန်တော်ဒီမှာခုနပြောခဲ့တဲ့6ထီစီကနေ6ချိန်ထောက်4ထီစီအလဲထောင်6အဲ့ဒီ4ထီစီကနောက်တစ်ခါ4ထီစီလို့ပြန်ပေါ်အခွေ3ညနဲ့ပေါ်တယ်ဒီကနန်းရဲ့ဝမ်းချင်းလည်းဖြစ်နေတယ်သူ့ရဲ့အောက်မှာ6နောက်ပြီလို့ပြန်ပေါ်နေနော်4 6နော်6နောက်ပြီလို့ပြန်ပေါ်သလိုမျိုးကျွန်တော်ယူဆကိုပြရင်ဒီ6ကိုဘယ်လိုဇောင်း6လို့ဖြီးတယ်ဖြီးပြီးရင်သူက9ပရိတ်သူက9ပရိတ်9 9 3ညပဲဗျာနော်ဟုတ်ပါပြီနော်ဒီ4ထီစီပြန်ပေါ်ပြီးပေါ်တဲ့အချိန်မှာအခွေ3ညဒီကနန်းရဲ့ဝမ်းချင်းလည်းဖြစ်နေရမယ်အဲ့4ထီစီအောက်မှာ6နောက်ပိတ်ဝင်နေဒီလိုဇောင်းက6ဒီပရိတ်က9ဒီပရိတ်က9 9 9 3ညနော်30ဖြစ်စဉ်နေပြန်ထုတ်တယ်နော်ဒါဆိုရင်ဒုတိယကတ္တမှာခွန်ထီစီကနေ9ချိန်ထောက်3ထီစီလဲထောင်ခွန်ဒီ3ကနောက်တစ်ခါ3ထီစီလို့ပြန်ပေါ်တယ်အခွေ3ညလည်းဖြစ်တယ်ဒီကနန်းရဲ့ဝမ်းချင်းလည်းဖြစ်သွားပြီအဲ့ဒီ3ထီစီအောက်မှာဒီမှာခွန်နောက်ပိတ်ပြန်ပေါ်တယ်ရှေ့ကတိုင်းပဲဘလို့ဇောင်းခွန်တာပဲနော်ဘလို့ဇောင်းခွန်တာပဲဒီပရိတ်က9ဒီပရိတ်က1 9 1 3ညပဲနော်အဲ့မှာမိတ်ဆွေပြန်ကြည့်လိုက်မယ်နော်ကျွန်တော်တို့ကဒီမှာ4ထီစီက4ထီစီပြန်ပေါ်တယ်ပေါ်တဲ့အချိန်မှာအခွေ3ညဖြစ်တယ်ဒီကနန်းရဲ့ဝမ်းချင်းလည်းဖြစ်တယ်ပေါ့နော်အဲ့မှာဒီ4ထီစီပေါ်ပြီးတော့4ထီစီအောက်မှာ6နောက်ပိတ်ကဝင်တာ6နောက်ပိတ်ဝင်ခြင်းအားဖြင့်ဒီလိုဇောင်းက6ဖြစ်သွားတာနောက်ပိတ်လေတန်းက6ဖြစ်သွားတာဒီလို6ဖြစ်ခြင်းအားဖြင့်လည်းဒီလို3ညပဲနော်သူက4ထီစီပေါ်မှာရှိခဲ့တာဟုတ်အဲ့ဒါ3ညပဲဒီလို3ညဆိုတာဒီအပေါ်3ညကိုညွှန်းတာလားပေါ့နော်ဒီပူ3ညပူ3ညပေါ့နော်အဲ့မှာဒီလို6နောက်ပိတ်ပေါ့အဲ့မှာ9ပရိတ်9 9 3ညနော်တခါဒုတိယကလည်းအဲ့လိုပဲကျွန်တော်တို့ကဒီမှာခွန်ထီစီ9ချိန်ထောက်3ထီစီလက်ထောင်ခွန်3ကနောက်ထပ်3လို့ပြန်ပေါ်တယ်ပေါ်ရတယ်အခွေ3ညနဲ့ပေါ်တယ်ဒီကနန်းရဲ့ဝမ်းချင်းလည်းဖြစ်တယ်အဲ့ဒီ3ထီစီရဲ့အောက်မှာခွန်နောက်ပိတ်လို့ပေါ်တာပဲနော်ပေါ်တယ်တဲ့ဒီမှာဇောင်းအောင်ခွန်နဲ့အဲ့လိုခွန်ဖြစ်မှာဒီပေါ်3နဲ့ပေါင်းကြီး30ဖြစ်မှာဟုတ်ဒီလို30ဖြစ်ခြင်းအပြင်ဒီမှာပေါ်30ရှိတယ်ဒီမှာလည်း30ရှိတယ်ပေါ့နော်အဲ့လိုယူဆတယ်ဒီမှာခွန်နောက်ပိတ်3ထီစီအောက်မှာခွန်နောက်ပိတ်ဒီလိုခွန်အဲ့မှာ9ပရိတ်1ပရိတ်9 1 3ညပဲနော်အဲ့ဒါဆိုရင်ကျွန်တော်ကတတိယကဒီမှာ8ထီစီ8ချိန်ထောက်2ထီစီလက်ထောင်8ဒီ2ထီစီကနောက်တစ်ခါပြန်ပေါ်တယ်ပေါ်ပြန်ပြီအခွေ3ညဖြစ်တာပဲနော်ဒီကနန်းရဲ့ဝမ်းချင်းလည်းဖြစ်သွားတာပဲအဲ့တော့ဒီ2ထီစီရဲ့အောက်မှာကျွန်တော်က8နောက်ပိတ်ကိုကန်ရမှာနော်8နောက်ပိတ်ကန်ရမှာ8နောက်ပိတ်ကန်ပြီဆိုရင်8နှစ်ကအတိုင်းဒီလို8ဆိုလို့ရှိရင်ကျွန်တော်က4ထည့်ရ4ထည့်ခြင်းအပြင်ဒီမှာ2ထီစီရှိရောဘွေက3ညဒီမှာ3ညဒီမှာ3ညပေါ့နော်အဲ့တော့4တဲ့တိုင်း8နောက်ပိတ်အဲ့မှာဘရိတ်ကိုရှေ့နှစ်ကအတိုင်းပဲ9ပရိတ်5ပရိတ်ဆိုရင်
348ဒီကနေ့မဖြစ်မနေထိုးရမယ်နော်ကျွန်တော်မှန်မှာကတ်မှာလဲမဖြစ်မနေထည့်ပေးပါမယ်ကျွန်တော်မိတ်ဆွေတွေလည်းအထူးသဖြင့်15 break မျောနေတဲ့မိတ်ဆွေတွေလည်းကြိုက်နေတဲ့ထိုးပါပါနော်ကဲဒါလေးကိုကျွန်တော်မျှဝေတာပါနော်အားလုံးပဲအောင်မြင်ကြပါစေ